皆さんこんばんは。ဒီနေ့ vlog လေးကတော့ Elisa ခမီကိုချီကိုတွားထားတဲ့ vlog လေးပဲဖြစ်ပါရဲ့ရှင်။ခမီကိုချီကနာဂါနိုခရိုင်မာဆိုမိုတိုမြို့မှာရှိပါတယ်။မြင့်ပေပေါင်း1500မီတာမှာတည်ရှိပြီးတော့ဂျပန်နိုင်ငံရဲ့မြောက်ပိုင်း Alps တောင်တန်းရဲ့တစိမ့်တဒေသပဲဖြစ်ပါတယ်။တောင်ပေါ်မှာတည်ရှိရမို့နွေရာသီမှာဆိုရင်လူတော်တော်များများအပူရှောင်ဖို့တွားရောက်ကြတဲ့နေရာတွေလည်းဖြစ်ပါတယ်။ခုလိုဆယ်လပိုင်းဆိုရင်တော့မုံမီကြီးကာလာဖြစ်တဲ့အတွက်ကြောင့်မလို့မုံမီကြီးကြည့်ချင်တဲ့သူတွေနဲ့အရန်ကိုစီကားပါတယ်။ဒါပေမဲ့တောင်ပေါ်မှာတည်ရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ဆောင်းရာသီအချိန်ပေါ့နော်17လပိုင်းအလယ်ပိုင်းလောက်ကနေပြီးတော့4လပိုင်းအလယ်ပိုင်းလောက်ထိကတော့တွားလောက်ခွင့်မရှိဘဲနဲ့ပိတ်ထားပဲဖြစ်ပါတယ်။Elisa ကဒီပေါ့နော်တိုက်ရှော့ EK ဆိုတဲ့တိုက်ရှော့ပုံးကနေမှတဆင့်တဖြည်းဖြည်းနဲ့ဒီခမီကိုချီဘက်ကိုလမ်းလျှောက်ပြီးတော့သွားကြတာပေါ့နော်အဲ့လို cost လေးဖြစ်ပါတယ်ဒီတိုက်ရှော့ EK ရဲ့ထူးခြားချက်ကတော့ရေကန်မှာလာပေါ်နေတဲ့ပေါ့နော်ဒီကန်ရဲ့အရိပ်နဲ့ဒီတောင်ကိုရိုက်တဲ့ပုံလေးပေါ့နော်အဲ့ဒီပုံကအရန်ကိုနာမည်ကြီးပြီးတော့လူတိုင်းကအဲ့ဒီပုံလေးရဖို့အတွက်စူးစမ်းပြီးတပုံလေးရိုက်ကြတာပေါ့နော်ဒီခမီကိုတီသွားတဲ့ land shop ကအရန်ကိုမှသူကတဘာပတ်ဝန်းကျင်အရန်လည်းလာတယ်ဒီလိုမျိုးပေါ့နော်တကယ် jungle vibe ကိုရတယ်နော်ဆွစ်ဇာလန်ရဲ့ Alps တောင်တန်းအနေနဲ့တူလို့ဒီနေရာလေးကိုဂျပန်နိုင်ငံရဲ့ Swiss လို့တင်စားခေါ်ကြတာဖြစ်ပါတယ်။အဲတော့ခမီကိုတီရဲ့အထင်ကြီးနေရာပေါ့နော်ကပ္ပါဘာရှိပဲဖြစ်ပါတယ်ရှင်။ကနိုခရိုင်ကပန်းတင်းနမည်ကြီးရဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီခမီကိုချီမှာရောင်းတဲ့ apple pie လေးလည်းစားကြည့်ဖို့အတွက် recommend လုပ်ပါရှင်။ဇာသွားတော့အလီစာကတော့နည်းနည်းနောက်ကျပါဘောနော်6လပိုင်းဆိုအယောင်ကနည်းနည်းအစိမ်းလည်းမတောက်တော့ဘူးပေါ့နော်။ဒါပေမဲ့ဒီချိန်ပေါ့နော်10လပိုင်းကနေ17လပိုင်း15ရက်နေ့မတိုင်ခင်သွားမယ်ဆိုရင်တော့မူမီကြီးနဲ့အရန်လာတဲ့စီစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့သွားကြည့်ဖို့အတွက်တိုက်တွန်းပါတယ်ရှင်။အဲဒါဆိုရင်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်နောက်ဆုံးထိကြည့်ပြီးလို့ကျေးဇူးပါရှင်။ Bye bye